နေ့မှာတော့ကျွန်တော် ChatGPT ကို intro ကနေစပြီးတော့ကျွန်တော်နည်းနည်းလေး try ကြည့်မယ်ပေါ့နော်ဆိုတော့အခုမှစသုံးတဲ့သူတွေအတွက်ကိုကျွန်တော်ဒီ ChatGPT ဆိုတာဘာလဲ ChatGPT ဘယ်လိုသုံးလို့ရလဲပေါ့နော်ဒါမျိုးလေးကိုအရင်ဆုံးတွားပေးကြည့်မယ်ပေါ့နော်ဘာလို့လဲဆိုတော့တော်များများကAI ဆိုတာကိုဘာမှမသိပေမဲ့ကျွန်တော်တို့ဘယ်လိုသုံးရမလဲဆိုတော့မသိကြဘူးပေါ့နော် ChatGPT ဆိုတာကဘာလဲပေါ့နော် ChatGPT ဆိုတာက OpenAI ကနေပြီးတော့ဒီထုတ်ထားတဲ့ဒီဟာကို public ကိုထုတ်တာက2022နိုဝင်ဘာလောက်မှာသူကစပြီးတော့ထုတ်တာအဲ့တော့ကကျွန်တော်တို့ဒီအသုံးပြုတဲ့နှုန်းကလည်းအဲ့လောက်ကြီးမများသေးဘူးပေါ့နော်ဒီဟာဆိုလို့ရှိရင်နိုဝင်ဘာကနေစပြီးတော့ကျွန်တော်တို့အပြောင်းလဲတွေအများကြီးဖြစ်လာတယ်ကျွန်တော်တို့အများဆုံးအသုံးပြုတာချက်ပိုင်းပေါ့နော်နောက်ဒီမှာဆိုလို့ရှိရင် large language model တွေအသုံးများကြတယ်ပေါ့နော်ဆိုတော့ large language model ရှိတယ်နောက်တော်တော်များများကကျတော့ဒီ AI ကိုပုံမှန် user အနေနဲ့ပဲသုံးကြရတယ်ပေါ့နော်တန်အော်မန်ကကြတော့ဒီ OpenAI ရဲ့ CEO တယောက်ပေါ့နော်အရင်တော့ကျွန်တော်တို့ဒီ Elon Musk တို့ဘာလို့ ਨੇ ပေါင်းလုပ်တယ်ပေါ့နော်နောက်ပိုင်းကျတော့စံအောင်မှမကြံခဲ့တာပေါ့နောက်တစ်ခုကကျတော့ဒီ ChatGPT ကိုမှဆိုလို့ရှိရင်တို့ကဒီ investment AI နေအကုန်လုံးထဲမှာ ChatGPT ကဘယ်လိုပြောရမလဲဆိုလို့ရှိရင် investment အများဆုံးပေါ့နော်ChatGPT က chat နဲ့ဒီ GPT ဆိုတဲ့GPT ရဲ့အဓိပ္ပာယ်ပေါ့နော် GPT ရဲ့အဓိပ္ပာယ်က generate pre-train model ဆိုပြီးတော့လာတယ်ဆိုတော့ဒီ pre-train ကကျတော့သူက data တွေအကုန်လုံးကို train ထားတာပေါ့နော်အဲ့တော့ဒီမှာ solution generated AI ဆိုပြီးတော့ရှိမယ် generated AI ကဘာလဲဆိုလို့ရှိရင်ဒီကောင်ကကျတော့ pre-train model ပဲတစ်ခုပဲပေါ့နော်နောက် machine learning တွေရှိမယ်machine learning နဲ့ပတ်သက်ပြီးတော့ကျတော့ကျွန်တော်နောက်ဗီဒီယိုတွေမှာဆိုလို့ရှိရင်ကျွန်တော်အသေးစိတ်ပို့ပြီးတော့ပြောပေးမယ်ပေါ့နော် machine learning အဲ့တော့ ChatGPT ကျွန်တော်သုံးမယ်ဆိုလို့ရှိရင်ကို့မှာအကောင့်မရှိသေးဘူးဆိုလို့ရှိရင်openai.com ကနေပြီးတော့တွားလို့ရတယ်ပေါ့နော်ဆိုတော့ဒီမှာဆိုကျွန်တော်ကနေပြီးတော့openai.com ကိုဝင်ပြပေးမယ်ဆိုတော့ openai.com ကိုဒီမှာဆိုလို့ရှိရင် login ပုံစံမျိုးရှိရပေါ့နော် login ပုံစံမျိုးရှိတယ်နောက် Sora ရှိမယ် API platform တွေ business address ရှိမယ် community address ရှိမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင် ChatGPT ဝင် start now သုံးလို့ရတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဆိုတော့ဒီဟာဆိုလို့ရှိရင်သူ့ရဲ့ up to date trainer တဲ့ဟာဘယ်လောက်ထိလဲဆိုတော့ကျွန်တော်တို့ပြရတယ်ဒီဟာဆိုလို့ရှိရင်6:38ဒီဟာဆိုလို့ရှိရင်သူ့ရဲ့ current time ကိုသူကအပြည့်အဝလှုပ်တယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင် search ဘိုင်းနေနောက် attach file နေလှုပ်လို့ရ attach file လုံးမယ်ဆိုလို့ရှိရင်သူက log in ဝင်ရတာပေါ့နော် log in ဝင်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ log in လေးကိုနှိပ်ပြရလို့ရှိရင်ဒီကနေပြီးတော့Gmail တစ်ခုနဲ့သုံးလိုက်အောင်ပဲပေါ့နော်အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ ChatGPT အကောက်ရပြီပေါ့နော်ဒါဆိုလို့ရှိရင် ChatGPT အကောက်ရပြီနောက်တစ်ခုကဒီမှာဆိုလို့ရှိရင်အများကြီးကျွန်တော်အရင်တော့စမ်းထားတဲ့ဟာမျိုးရှိရပေါ့နော်အခုမှဒီမှာဆိုလို့ရှိရင် free version မှာကျတော့ဒီ ChatGPT ဆိုပြီးတော့တစ်မျိုးပဲရတယ်ပေါ့နော်နောက်တစ်ခုကကျတော့ဒီမှာဆိုလို့ရှိရင်သူ့ရဲ့ size bar တွေပေါ့နော်ဒီကောင်ပိတ်ချင်တယ်ဆိုလို့ရှိရင်ဒီကောင်ပိတ်ဒီကောင်ဖွင့်ချင်တယ်ဆိုဒီကောင်ဖွင့်ပေါ့နော်နောက်တစ်ခုကဒီမှာ library ရှိမယ်ကို search လုပ်ခဲ့တဲ့ဟာမျိုးတွေနောက်ဒီမှာကိုထုတ်ခဲ့တဲ့ပုံတွေပေါ့နော်ပုံတွေကတော့ဒီအများဆုံးအဖြစ်ဒီမှာရှိရเนาะဆိုရဆိုတာရှိရဆိုရကကြတော့သူကဘယ်လိုဆိုရက video generate ပိုင်းမှာဆိုရနဲ့သွားရတယ်ပေါ့နော်အဲ့တော့ဒီမှာ solution image ကို image လုပ်လို့ရတယ်နောက်တစ်ခါ video generate လုပ်လို့ရတယ်နောက် top ဒီဟာတွေရှိမယ်ပေါ့နော်ဒီမှာ solution my media solution ကိုထုတ်ထားတဲ့ပုံတွေရှိမယ်နောက်ဒီမှာဒီဟာ solution image ထုတ်တဲ့ပုံပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကောင်ကို image ကို prompt မရိုက်တတ်ဘူးဆိုလို့ရှိရင်အတွက်ကိုကျွန်တော်ကဘာလုပ်ခိုင်းလိုက်လဲဆိုသူ့ကို prompt တစ်ခု creation လုပ်ခိုင်းလိုက်တာဒါဆိုလို့ရှိရင်ဒီမှာ ultra realistic portrait ပေါ့နော်အရင်ဒီကောင်ကကိုက prompt ကိုအထွေထူးမရိုက်တတ်ဘူးဆိုရင်တော့မှဒီကောင်ကိုဟိုလုပ်လို့ရတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကစောက create လုပ်ထားတဲ့ prompt ကိုတွားပြီးရလို့ရှိရင် image ကိုယူပြီးပေါ့နော်ဒါဆိုလို့ရှိရင်သူကဒီ image လောက်ဖို့အတွက်ကိုသူက save ဖို့အတွက်ဆို name တစ်ခုတောင်းတယ်ပေါ့နော် free ဆိုတော့ကျွန်တော်ကနည်းနည်းလေးဟိုနေဖြစ်တယ်ပေါ့နော်တစ်ချိန်မှာတစ်ခုပဲလုပ်လို့ရတာမျိုးပေါ့နော်နောက်တစ်ခုကဒီမှာကျတော့ကိုယ့်ရဲ့ media ပုံကိုထည့်ပြီးတော့ generate လုပ်လို့ရတဲ့အပိုင်းတွေရှိတယ်ဒီမှာဆိုလို့ရှိရင်ကိုယ့်ရဲ့ပုံထည့်လဲပေါ့နော်ပုံထည့်ပြီးတော့ generate လုပ်လို့ရတယ်ဒီမှာ upload file တင်လဲပေါ့နော်
အဲ့ဒါမျိုးရှိမယ်မင်းဒီကောင်ကနေပြီးတော့သွားလို့လေရနောက်တစ်ခုက free မှာကြတော့ဒီကောင် solution ကျွန်တော် free ပေါ့နော် free မှာဆိုလို့ရှိရင်ဒီကကြတော့ create လုပ်လို့ custom GPT ပေါ့နော်ဒီကောင်က explorer GPT မှာဆိုလို့ရှိရင်ဘာလုပ်လို့ရလဲဆိုလို့ရှိရင်ဒီမှာ writing ဘိုင်းအတွက်ကိုတော်တော်များများလုပ်ထားတဲ့ဟာရှိရပေါ့နော်ဒီမှာဆိုလို့ရှိရင် sound maker GPT တို့နောက်တခြားသောဟာတွေရောဒီ grammar checker တို့ writing assistant တို့เนาะဒီမှာဆိုလို့ရှိရင် prototype ပိုင်းရောက်သွားပြီပေါ့ presentation နောက် realistic image နောက်ဒါတွေရှိမယ်အများကြီးရှိရပေါ့เนาะနောက်ဒီထဲကနေပြီးတော့ဝင်တော့ ဒီကနေပြီးတော့သုံးလို့လည်းရတယ်အဲ့တော့ဒီကောင် generate လုပ်လို့ရတဲ့အပိုင်းရှိမယ် generate လုပ်လို့ရတဲ့အပိုင်းမှာgenerative AI မှာဆိုလို့ရှိရင်သူက test အရင်ဆုံးကျွန်တော်တို့သွားတာက test to test ပေါ့နော် test သွားမယ်နောက်တစ်ခုကကြတော့test to image သွားလို့ရတယ်နောက်တစ်ခုက test to video ပေါ့နော် video သွားလို့ရမယ်အများကြီးသွားလို့ရနောက်တစ်ခုကဒီ voice ကနေလဲvoice ကနေပြီးတော့လဲကျွန်တော်တို့ဒီ test ကိုသွားလို့ရတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင် new chat ခေါ်ပြီးရလို့ရှိရင်ဒီကနေပြီးတော့သွားလိုက်လို့ရှိရင်ဒီကနေပြီးတော့သွားလာလို့ရှိရင်ကျွန်တော် record လုပ်နေတော့မလုပ်ပြတော့ဘူးပေါ့နော်ဆိုတော့ဒီကနေပြီးတော့သွားလိုက်လို့ရှိရင်သူကဒီမှာအတန်နဲ့ပြောလိုက်တာနဲ့ကိုယ်ဆိုင်ရဲမှာပြင်းနေအတန်နဲ့ပြောလိုက်တာနဲ့သူကဒီမှာစာသားထွက်လာမယ်ပေါ့နော်အဲ့ကနေပြီးတော့ prompt ရိုက်လိုက်အောင်မယ်ပေါ့နော်ဒါကတော့free version ပါဒီကောင်ကို plus version သုံးမယ်ဆိုလို့ရှိရင်ကြတော့$20ပေးရတယ်ထိုင်းဘန်နဲ့ဆိုလို့ရှိရင်ကြတော့သူက test ဆောင်ရတာပေါ့နော်7% လားမသိဘူးအဲဆိုတော့20ယူမယ်ဆိုလို့ရှိရင်သူက21.4 လောက်တကြရတယ်ပေါ့နော်ဒေါ်လာအားဖြင့်ဆိုလို့ရှိရင်ဒီကောင်တစ်ခုရှိမယ်ပေါ့နော်အခုကျွန်တော်ဘာလုပ်ပြမှာအခုနောက်တစ်ခုကကြတော့ဘယ်ပိုင်းသွားမလဲဆိုလို့ရှိရင်ဆိုတော့ဒီကောင်ခဏထားလိုက်ပါဒီမှာဆိုလို့ရှိရင်ဒါကကျွန်တော်အခုသုံးနေတဲ့ဟာပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင် new chat မှာဆိုလို့ရှိရင်ဒီ pro version မှာဆိုလို့ရှိရင်ဒီလို model တွေအများကြီးရှိရယ် advanced reasoning ရှိမယ်เนาะဒီမှာဆိုလို့ရှိရင် 4.5 ရှိမယ်writing ဘိုင်းဆိုလို့ရှိရင်ဒီကောင် 4.5 ရလဲတော်တော်ကောင်းတယ်ပေါ့နော်နောက်တစ်ခုကကြတော့ ChatGPT ဒီမှာ code ဘိုင်းတွေရှိမယ် operation ဘိုင်းတွေရှိမယ်ဆိုရကနေပြီးတော့ဘိုင်းတွေရှိမယ်ပေါ့နော်ဆိုရနဲ့ပတ်သက်တဲ့ဘိုင်းတွေရှိမယ်ဒီဟာဆိုလို့ရှိရင်စောကကျွန်တော်ဝင်ထားတဲ့အကောက်ပဲဖြစ်နေရပေါ့နော်အဲ့တော့ဒီမှာဆိုရဝင်မယ်ဝင်ပြီးရလို့ရှိရင်ဒီမှာပေါ့နော်ဒီဟာကကျွန်တော် provision ဝယ်ရတဲ့ဟာပေါ့နော်ဒီမှာဆိုလို့ရှိရင် W စမ်းတာလည်းမသိဒီမှာဆိုလို့ရှိရင်ဒီကိုစမ်းလိုက်တဲ့ prompt ကို public ထားမှာလားဒါမှမဟုတ်လို့ရှိရင် private ထားမှာလားဆိုပြီးတော့လည်းလုပ်လို့ရတယ်အပိုင်းတွေရှိရပေါ့နော်ဒီမှာအများကြီးရှိရနောက်တစ်ခုက image ရှိမယ် video ရှိမယ်favorite ရှိမယ်နောက် upload file တင်ပြီးတော့လည်းသွားလို့ရတယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကျွန်တော်ပြချင်တာကဘာလဲဆိုလို့ရှိရင်ဒီ prompt engineer နဲ့ပတ်သက်ပြီးတော့ဒီ prompt ကတော်တော်လေးအရေးကြီးတဲ့အထက်မှာပါတယ်ပေါ့နော်ဆိုတော့အဲ့တော့ကျွန်တော်ဒီဟာကို copy ယူပြီးတော့ကျွန်တော်ပြမယ်ပေါ့နော်အဲ့ဒါဒီမှာပဲကျွန်တော်တို့ဒီ research လုပ်တဲ့အပိုင်းမှာတော့ကျွန်တော်ကဒီ publicity ကိုသုံးတာများတယ်ပေါ့နော်ဘာလို့လဲဆိုတော့ real time data ရတာပေါ့နော်ဆိုတော့ prompt engineer နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အများကြီး creation လုပ်လို့ရတယ်အဲ့တော့ဒီ prompt နဲ့ပတ်သက်ပြီးတော့သူက goal သိရမယ် scope သိရမယ်เนาะzero ဒီ prompt engineer မှာဆိုလို့ရှိရင် zero shot တို့ few shot တို့နောက် chain of thought တွေနောက် row assignment ဒီ context ဘိုင်းတွေရှိရယ်ဒီ prompt ကိုပဲ refine လုပ်လို့ရတဲ့အပိုင်းတွေရှိရယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီ publicity ကဘာလို့ကောင်းတာလဲဆိုတော့သူ့မှာ source တွေနဲ့အများကြီးထုတ်ပြီးရပါတော့ဘယ်အကြောင်းအရာပဲရှာလိုက်အဲ့အကြောင်းအရာနဲ့ပတ်သက်တဲ့ source တွေမှန်သမျှသူချပြီးရနိုင်တယ်ပေါ့နော်ကျွန်တော်တို့ကဒီ ChatGPT အသုံးပြုတဲ့အခါမှာဘာလုပ်လို့ရသေးလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ project တွေသွားလို့ရတယ်ပေါ့နော်ကျွန်တော်ဒီမှာဆိုလို့ရှိရင် project လုပ်ထားတဲ့အပိုင်းလေးရှိရပေါ့နော်ဒီမှာပေါ့နော်ဒီ problem solver ဆိုလို့ရှိရင်ကျွန်တော် creation လုပ်တယ်ဒီမှာဆိုလို့ရှိရင် instruction ပိုင်းထည့်ထားလို့ရတယ်ဒီမှာအဲ့တော့ project တစ်ခုလုပ်မယ်ဆိုလို့ရှိရင်အရင်ဆုံးကဘာလုပ်ရလဲပေါ့နော်ဘာလုပ်ရလဲဆိုလို့ရှိရင် new project ကိုနှိပ်ပြီးရလို့ရှိရင်
so a create project ကိုနှိပ်လိုက်ပြီပေါ့နော်နှိပ်ပြီးတော့လို့ရှိရင်ဒီမှာအဲ့ဒီမှာကျွန်တော် marketing နဲ့ပေးတာဖြစ်ကြမလို့ marketing နဲ့ပတ်သက်တဲ့ file တွေဒီမှာထည့်လဲရတယ်ပေါ့နော်ဒီမှာတော့ file အရင်နည်းနည်းပဲထည့်လို့ရတယ်ပေါ့နော်ဒီမှာ file အရှိကြီးလေးထည့်လို့မရဘူးဒီမှာတော့ add instruction ပေါ့နော်စောစောကကျွန်တော်ထည့်ပြသလိုပဲဒီမှာဆိုလို့ရှိရင်ရှိမယ်ပေါ့နော် okay program solver ထဲမှာဆိုလို့ရှိရင်ဒီမှာ instruction ထည့်ထားလို့ရတယ်ဒီ instruction တွေကကိုဘယ်လိုလိုချင်တဲ့ပုံစံလဲဘယ်လိုလိုချင်လဲဆိုပါစို့ကျွန်တော်တို့ဒီကိုလိုချင်တဲ့ပုံစံကို prompt ထည့်တဲ့ instruction ပေးထားလို့ရတယ်ပေါ့နော်ဒါကတော့project ကနေပြီးတော့ဝင်သုံးတာဒီမှာဆိုလို့ရှိရင် add file အနေနဲ့သုံးတာနောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီမှာဒီ GPT Explorer တွေမှာဆိုလို့ရှိရင်အများစုကသူများကလည်းလောက်ထားရှိရပေါ့နော်ဒီမှာလည်းကျွန်တော် translate အတွက်B2E ဆိုပြီးတော့လောက်ထားရှိရပေါ့နော်ဒီဟာလေးပေါ့နော် B2E ကိုကျွန်တော်သုံးလို့ရရှိရဒီမှာဒါကတော့ရိုးရိုးရှင်းရှင်းပဲပေါ့နော်ကျွန်တော်မြန်မာလိုပြောင်းထားတဲ့လောက်ထားတဲ့ဟာကိုအင်္ဂလိပ်လိုပြန်ပြောင်းတာပဲပေါ့နော်အဲ့တော့ကျွန်တော်ဒီဟာကိုအဲ့တော့ဒီစာလေးပေါ့နော်ဒီစာလေးကိုကျွန်တော် copy ယူလိုက်မယ်ပေါ့နော် copy ယူပြီးတော့ကျွန်တော်တို့စောကလောက်ထားတဲ့စောကကျွန်တော်လောက်ထားတဲ့ဒီ translation ထဲမှာသွားပြီးတော့ရိုက်ထည့်လိုက်တာ ਨੇ သူကမြန်မာလိုတခါတည်းလောက်ထားတဲ့ဟာကိုအင်္ဂလိပ်လိုထွက်သွားမှာပေါ့ဒီဟာဆိုလို့ရှိရင်သူကမြန်မာလိုပြောလိုက်တဲ့ဟာကိုသူကအင်္ဂလိပ်လိုတခါတည်းထုတ်ပေးမှာပေါ့နော်နောက်တခြားသောအရာတွေလည်းအများကြီးလုပ်လို့ရတာရှိတယ်နောက်ဒီမှာဆိုလို့ရှိရင်ကျွန်တော်လောက်ထားတဲ့problem solver ဆိုတာရှိတယ် problem solver ထဲမှာဆိုလို့ရှိရင်ကိုဖြစ်နေတဲ့ပြဿနာတွေကိုသူ့မေးလိုက်သူကမေးခွန်းတွေမေးမယ်ပြီးသွားလို့ရှိရင်ကိုကပြန်ဖြေမယ်နောက်ဆုံးမှသူကaction plan ထိထွက်သွားမယ်ပေါ့နော်ဒါမျိုးရှိရပေါ့နော်နောက်တစ်ခုကျွန်တော်လောက်ထားတာရှိရပေါ့ဒီမှာ one click content ဆိုတာရှိရအဲ့တော့ဒီဟာကproject လောက်ထားတာပဲပေါ့နော်စောကကြတော့ custom GPT အနေနဲ့ကျွန်တော်လောက်ထားတာဒီဟာကြတော့ project အနေနဲ့လောက်ထားတာဒီ project မှာဆိုလို့ရှိရင်ဘာကောင်းလဲဆိုတော့ကျွန်တော်တို့ဒီ prompt engineer နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဆိုကျွန်တော်တို့ကဒီဟာကိုcontent အနေနဲ့ကျွန်တော်တို့ပြန်ထုတ်ချင်တယ်ဆိုလို့ရှိရင်ဒီဟာကိုကြိုက်တဲ့စာသားလေးတွေ copy ယူလိုက်ပေါ့နော်ယူပြီးသွားလို့ရှိရင်ကျွန်တော်ဘယ်မှာသွားလုပ်လို့ရလဲဆိုလို့ရှိရင်အဲ့တော့ဒါ one click content format ပေါ့နော်ဒီမှာလည်း instruction ပေးထားရတာပဲနော်ကိုကြိုက်တဲ့ပုံစံဒီဟာဆိုလို့ရှိရင်ဒီဟာကို copy လုပ်ပြီးတော့ post လုပ်လိုက်တယ်post လုပ်ပြီးသွားလို့ရှိရင်သူဘာထွက်လာမလဲပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်မြန်မာလိုတန်းပြီးတော့ထွက်လာတယ်နောက်တစ်ခုကကြတော့ content မှာတစ်ခါလေးထုတ်ပြီးသားပေါ့နော်အဲ့တော့တူနဲ့လိုရင်းမယ်အများကြီးလည်းမဟုတ်ဘူးဒီမှာဆိုလို့ရှိရင် chain of thought prompt အစင်းသုံးတာတွေနောက်တစ်ခုကဒီမှာအများကြီးအလုပ်လုပ်လို့ရတယ်ဒီတော့ပြောချင်တာ ChatGPT သုံးမယ်ဆိုလို့ရှိရင်ဒီမှာ GPTs ကိုလုပ်လို့ရတယ်လို့ဒီ project တွေကနေပြီးတော့လည်းသုံးလို့ရတယ်နောက်တစ်ခုကimage ပိုင်းတွေသုံးလို့ရတယ်ပေါ့နော် create image လုပ်လို့ရတယ်ဆိုတော့ဒီကောင်က new chat ခေါ်ပြီးတော့ create image ပုံတစ်ပုံကျွန်တော်တို့ပုံတစ်ပုံထုတ်လို့ရတယ်နောက်တစ်ခုကကုတ်တည်ရေးခိုင်းလို့ရတယ်ဒီ set သွားလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီဟာကိုပဲပြလိုက်မယ်ပေါ့နော်မဂဇင်းကပါကိုသူ့ပုံထုတ်ခိုင်းလိုက်မယ်ပေါ့နော်နောက်တစ်ခုကကျတော့ဒီမှာ publicity ကနေပြီးတော့ကျွန်တော်တို့ publicity ကလည်းဒီ research လုပ်တဲ့အကြောင်းသားတွေနောက်တစ်ခုက content writer တွေအတွက်ဆိုလို့ရှိရင် research တော်တော်လေးလုပ်လို့ရတဲ့အပိုင်းမှာပါတယ်ဆိုတော့အဲ့တော့ assumption ပေါ့နော်ကျွန်တော်တို့ဒီ prompt ရိုက်တဲ့အချိန်မှာကျွန်တော်တို့ရေးလိုက်တဲ့ prompt ကပြည့်စုံတာမျိုးဖြစ်နေတာတို့ဘာလို့ဆိုလို့ရှိရင် तू ကဒီ assumption ကဘယ်လိုလုပ်လဲဆိုလို့ရှိရင် तू နားလေတဲ့ပုံစံ train ထားတဲ့ပုံစံနဲ့ तू ကသွားပြီးတော့ तू ကသူဖြည့်ပြီးတော့ prompt ကမပြည့်စုံလို့ရှိရင် तू က ChatGPT ကနေပြီးတော့तू နားလေသလိုမျိုးဖြည့်ဆွတ်ပြီးတော့ရေးပြီးတဲ့ပုံစံမျိုးပြောချင်တာပေါ့နော်အဲ့တော့ prompt engineer တွေကလည်းကောင်းကောင်းလေ့ကျင့်ထားဖို့လိုတယ်အဲ့တော့ကျွန်တော်တို့ဒီ prompt တစ်ခုကို create လုပ်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အများကြီးစမ်းသပ်ရတယ်အဲ့တော့အကောင်းဆုံးကတော့ကျွန်တော်တို့ကဒီGoogle AI Studio ဆိုတာရှိရပါတော့ Google AI Studio ရဲသွားပြီးတော့ playground မှာသွားပြီးတော့အဲ့တော့ဒီကောင် run လိုက်ပေါ့နော်အဲ့တော့သူကလည်းဒီမှာ token ရတယ်အများကြီးပေးတာပေါ့နော်တစ်တန်းလောက်ထိကိုသူက token ပေးရတယ်ဆိုတော့ဒီမှာဆိုလို့ရှိရင်အရင်ဆုံး system prompt အတွက်အရင်ဆုံးသူ့ကိုလောက်ခိုင်းလိုက်တယ်နော်ဒီကမှတစ်ဆင့်ဒီဟာကို copy ယူပြီးတော့ဒီမှာထည့်ဒီကောင်တော့ system prompt creation လုပ်တဲ့နေရာမှာတော်တော်လေးအသုံးဝင်နေတဲ့အထက်မှာပါတယ်ပေါ့နော်ဒီပုံကထွက်သွားပြီပေါ့နော်ဒီပုံကို ratio မကြိုက်ဘူးဆိုလို့ရှင်လဲကျွန်တော်တို့ကပြန်ပြောင်းလို့ရတာပေါ့နော် 1:1ပေါ့နော်
အဲ့ဆိုလို့ရှိရင် तू ကလည်းပြန်ပြီးတော့ဒီပုံကိုပြန်ပြီးတော့ 1:1 အနေနဲ့ပြန်လာတယ်အခုက2:3 ratio ပေါ့နော်အဲ့ဆိုဒီမှာတစ်ပုံရှိမယ်ဒီမှာတစ်ပုံရှိမယ်အဲ့ဒါကိုမှ 1:1 နဲ့ပြန်ပြီးတော့ तू ကထုတ်ပေးမယ်အဲ့တော့စာသားလည်းအများကြီးရိုက်ဆရာမလို့ grammar မှန်စရာလည်းမလိုဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ကရေးစမ်းဖို့ပဲလိုတာအဲ့တော့ဒီဟာလေးခဏစောက်တော့ကျွန်တော်တို့ကဘယ်ခုနပြတာက okay en studio let's begin ပေါ့နော်ဒါ solution ကျွန်တော်စလို့ရပြီပေါ့နော်ဒီကောင် copy ထည့်ထားတာကိုကျွန်တော်တို့ကသွားပြီးတော့နောက်တစ်ခုယူလိုက်ပေါ့နော်နောက်တစ်ခုယူပြီးသွားလို့ရှိရင်ဒီကနေမှတစ်ဆင့်ကျွန်တော်တို့ဒီထဲမှာဆိုလို့ရှိရင် system instruction ဆိုတာရှိတယ်ခုန copy ယူရတဲ့ကောင်ထည့်လိုက်ပေါ့နော်ထည့်ပြီးသွားလို့ရှိရင်အဲ့တော့ဒီကောင်ပြန် run လိုက်ပေါ့နော်ပြန် run လိုက်မယ်ဆိုတော့ဒီကောင်ကတော့ system prompt creation ဘိုင်းလေးကိုကျွန်တော်နည်းနည်းလေးပြပေးရပါတော့အဲ့ဆိုလို့ရှိရင်သူက content writer ရဲ့အတွက်ပဲ prompt ကိုသူက special ထုတ်တော့မှာဒီကောင်ထုတ်နေပြီပေါ့နော်ထုတ်နေပြီအဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီကောင်ပြီးသွားပြီအဲ့တော့ဒီကောင် video ထုတ်ဖို့အတွက်ကျွန်တော်ဒီပုံကိုသုံးပြီးတော့ video ထုတ်ဖို့အတွက်ကျွန်တော်prompt လောက်ခိုင်းလိုက်တာပေါ့နော်ဒီ prompt နဲ့မှာကိုယ်စိတ်ကြိုက်ပြန်ပြင်လို့ရတာရှိအဲ့တော့ဒီကနေပြီးတော့ကျွန်တော်ဆိုးရအောင်ပြန်သွားလို့ရတယ်ပေါ့နော်အဲ့တော့ပုံရောစာရောကျွန်တော်တို့ကတစ်ခါလေးထုတ်လို့ရပြီဒီစောကပုံကျွန်တော်တို့ပြန် save ဖို့တော့လိုတာပေါ့နော် save ဖို့လိုတယ်ဆိုတော့ဒီပုံတော့ save ထားပြီးပြီ save ပြီးတော့ကျွန်တော်တို့ဆိုးရအောင်ပြန်သွားမယ်ပေါ့နော်ဆိုးရအောင်ပြန်သွားပြီးတော့လို့ရှိရင်ပုံတစ်ပုံတင်လိုက်ပေါ့နော်ဒီပုံပဲပေါ့နော်ဒီပုံယူပြီးတော့လို့ရှိရင်စောက prompt ကိုပြန်ထည့်ပေးလိုက်ပေါ့နော်အဲ့တော့ဒီမှာ solution ရွေးလို့ရတဲ့ site ratio တွေရှိရယ် 1:1 ရှိမယ် 16:9 ရှိမယ် 9:16 ရှိမယ်ဒီဟာက3:3 ပေါ့နော်ဒီကောင်ကိုကျွန်တော်က9:16 ratio လေးနဲ့ကျွန်တော်သွားကြည့်လိုက်မယ်ပေါ့နော်သူကတော့အကုန်မပါတော့ဘူးပေါ့နော်အဲ့တော့နှစ်ကောင်အဓိကထားလိုက်မယ်ဆိုတော့ကျွန်တော်ဒီမှာ5 second ထုတ်မှာလားဒီမှာ solution ကျွန်တော်ဒီမှာ resolution ရှိမယ်ပေါ့နော် resolution ကို920ဆိုလို့ရှိရင်ဘယ်လောက်ရမလဲပေါ့နော်20 second ရမယ်ပေါ့နော်20 second ကိုထုတ်လိုက်မယ်အဲ့တော့ create လုပ်လိုက်ပြီအဲ့တော့ဒီမှာခဏစောက်ပေါ့နော်ခဏစောက်ပြီးတော့ခဏစောက်ထားလိုက်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကChatGPT နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ prompt တွေကိုလည်းကိုယ်တိုင်ရိုက်ဆက်မလို့ပေါ့နော်ဒီအကုန်လုံးကိုကျွန်တော်ရှောက်ရမယ်ဆိုတော့ချိန်တော်တော်ကြာတာပေါ့နော်အဲ့တော့ဒီထဲမှာကိုပြင်ကျင်တဲ့အစိတ်ပိုင်းလေးတွေတို့ကိုလှုပ်ချင်တဲ့ပိုင်းလေးတွေတို့တီးတန့်ပြန်လုပ်လို့ရတယ်ပေါ့နော်ဒီဟာတော့သူပေးလိုက်တာတော့ဒါ general system prompt ပဲပေါ့နော်ဒီကောင်ကို copy ယူပြီးတော့ကျွန်တော်တို့ကဘယ်ကိုသွားမလဲဆိုတော့ Google document ကိုခဏသွားလိုက်ပါ okay Google document နဲ့ဝင်လိုက်မယ်ဝင်ပြီးသွားလို့ရှိရင်ကျွန်တော်တို့စောကလုပ်ခဲ့တဲ့ prompt ကိုပြန်ပြီးတော့ refine လုပ်မယ်ပေါ့နော်အဲ့တော့ refine လုပ်မယ်အဲ့တော့ဒီမှာအများကြီးထွက်သွားတဲ့ဟာထပ်နေတာမျိုးလားပေါ့နော်ကျွန်တော်နည်းနည်းလေးပြန်ကြည့်မယ်ဆိုတော့ architect blueprint universal prompt for content writer အတွက်ပေါ့နော် generate code ရှိမယ် audience ရှိမယ် topic and key information ရှိမယ်ဒီဟာတွေကိုကျွန်တော်တို့ကဒီတိုင်းမသုံးစေချင်ဘူးပေါ့နော်မသုံးစေချင်ဘူးဒါကြောင့်မလို့ဒီ prompt တွေကိုကျွန်တော်တို့ကဘာလုပ်စေချင်တာလဲဆိုရင်ပြန်ပြီးတော့ refine အနေနဲ့ reprompt အနေနဲ့ပြန်လုပ်ဖို့လိုတယ်ပေါ့နော်ဆိုတော့အဲ့လိုလုပ်ပြီးတော့မှသုံးတာဒီပိုကောင်းတယ်ပေါ့နော်ဒီကောင်ကတော့ example ပေါ့နော် example သွားတာရှိတယ် format blog post listicle how to guideline case study တော့ဒီကောင်ကတော့အတူတူပဲဟိုမှာသူက roles and goals ရှိမယ် audience ရှိမယ်ပေါ့နော်ဒီကောင်ကတော့ system prompt ပေါ့နော် system prompt ကိုကျွန်တော်တို့က content writer အတွက်သူက system prompt ဖြစ်သွားပြီထုံးနေရှိမယ် style နေရှိမယ် social and format by solution format lamp အရှိပေါ့နော် social ရှိမယ်နောက် tone style ရှိမယ်ဒါက example အရှင်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီတစ်ခုကိုကျွန်တော်တို့က copy ယူပြီးတော့ကျွန်တော်စမ်းလို့ရတယ်ပေါ့နော်အဲ့တော့ဒီကောင်ကို copy ယူပြီးတော့ကျွန်တော် ChatGPT လုပ်နေတာဖြစ်တော့ကြောင့်မလို့ ChatGPT ကိုသွားပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီ project ကိုဝင်ပေါ့နော် so writing ထည့်မယ်ထည့်ပြီးသွားလို့ရှိရင်ကျွန်တော်ဒီ instruction တွေကိုထည့်ပေါ့နော် instruction တွေကျွန်တော်တို့ idea ကို refine လုပ်ပြတော့ဘူးဒီကနေပြီးတော့ထည့်လိုက်တယ်ထည့်ပြီးသွားလို့ရှိရင်အကြောင်းအရာတစ်ခုရှာလိုက်မယ်ပေါ့နော် publicity ကနေပြီးတော့ဒီမှာမြန်မာလိုရိုက်လေရတယ်အင်္ဂလိပ်လိုရိုက်လေရတယ်ပေါ့နော်
အဲ့တော့ကျွန်တော်တို့ကဘာအကြောင်းသိချင်လဲပေါ့သိချင်တဲ့အကြောင်းအရာကိုလုံနေတဲ့အကြောင်းအရာတစ်ခုက knowledge ပေါ့နော်ဒီကောင်ကိုကျွန်တော်ဘာလို့စမ်းနေတာလဲဆိုတော့ဒီအားကိုပဲကျွန်တော် copy ယူလဲပေါ့နော် copy ယူပြီးသွားလို့ရှိရင်စောစောက ChatGPT ထဲမှာကျွန်တော် content writing ရှိရပေါ့နော်အဲ့တော့ဒီထဲမှာထည့်ပြီးသွားလို့ရှိရင်ဒီကောင် prompt ပေးလဲပေါ့နော်ဒါဆိုလို့ရှိရင်စောစောက instruction ကသူဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်ပြမယ်ပေါ့နော် so if you need in literature or the purpose and supply quick tip တွေပါလာပြီပေါ့နော်အဲ့တော့မူရင်းထည့်လိုက်တာဒါမျိုးကြီးပေါ့နော်အဲ့တော့သူ့ရဲ့ instruction အတိုင်းကဒါမျိုးထွက်လာတယ်အဲ့တော့ကျွန်တော်တို့ဒီမှာတခါကြလို့ရှိရင်ဒီမှာ search words ကိုမဖွင့်တာလို့ရှိရင်ဒါမျိုးထွက်တတ်တယ်ပေါ့နော်အဲ့တော့ဒီကောင်ကိုပြန်ပြီးတော့ဘာကွာလဲပေါ့နော်ဒီ search engine ကိုဖွင့်လာလိုက်တာ ਨੇ ဘာဒါဆိုလို့ရှိရင်သူကတော်တော်ကြီးပြောင်းလဲ column နဲ့ပြရတယ်နောက်တစ်ခါဒီ search ကိုဖွင့်လိုက်တဲ့အချိန်မှာသူကအဲ့ဒါမျိုးမဟုတ်တော့အဲ့တော့ကျွန်တော်တို့ကအများကြီးအလုပ်လုပ်လို့ရတယ်ဖြစ်သွားပြီပေါ့နော်ဒီထဲမှာဆိုလို့ရှိရင်ဒီ video ထဲမှာဆိုလို့ရှိရင်ကျွန်တော်video generate လုပ်တဲ့အပိုင်းနေနောက်အများကြီးပါအဲ့တော့စောစောကကျွန်တော်စိုးရနေပြီးတော့ကျွန်တော်လုပ်ထားတဲ့အပိုင်းရှိတယ်ကျွန်တော်တို့ video generate လုပ်လိုက်တဲ့အပိုင်းလေးပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့မမိုက်ဘူးလားပေါ့နော်စက္ကန့်20ရတယ်ပေါ့နော်စက္ကန့်20ကအဲ့တော့ကျွန်တော်တို့ဒီ ChatGPT Pro version မှာပဲရတယ်ပေါ့နော် Plus version မှာတော့5 second or 8 second ဒီလောက်ပဲရမယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီဟာလေးကိုကျွန်တော် down လိုက်မယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်plus နဲ့ pro နဲ့ပါကွာလဲလို့ပြောလို့ရှိရင်ဒီမှာ watermark က plus version မှာ watermark ကြီးနဲ့ထွက်မှာပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်က pro version မှာဆိုလို့ရှိရင်တော့ဒီ video watermark ပါပဲနဲ့ down လို့ရတယ်ဒါဆိုလို့ရှိရင်မျက်မှန်ကြောအညာရေးပါရအောင်လုပ်လို့ရတယ်ပေါ့နော်ဒါမျိုးအဲ့တော့ကျွန်တော် ChatGPT နဲ့ပတ်သက်ပြီးတော့ဗာပြဖို့ကြံသေးလဲပေါ့နော် ChatGPT ကိုအခုလောက်ဆိုလို့ရှိရင်custom GPT ရောနောက်တစ်ခုကကြတော့ကျွန်တော်တို့ project တွေလုပ်တဲ့အပိုင်းရောနောက်တစ်ခု GPT Explorer နေပြီးတော့ custom GPT လုပ်တဲ့ပုံစံတွေရောပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒီမှာ custom GPT customize ပေါ့နော်ဒီကနေပြီးတော့လုပ်လေရတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကိုယ်ဘာအတွက်လုပ်မှာလဲပေါ့နော် content writing အတွက်ဆိုပြီးတော့ကိုကသူ့ကိုပေးလိမ့်မယ်ပေါ့နော်အဲ့တော့ဒီမှာ model ပေါ်တယ် content writing ဆိုလို့ရှိရင် 4.5 တို့ပါလို့လည်းလုပ်လို့ရတယ်ပေါ့နော် content writing ရှိမယ်အဲ့တော့config ထဲဝင်လိုက်ပြီဆိုလို့ရှိရင်သူ့မှာ decoration ပါမယ်နောက်တစ်ခုက name ပါမယ်အဲ့တော့ကျွန်တော်က name တစ်ခုပေးလိုက်မယ် CW by rice ဆိုပြီးတော့ရှိမယ်ပေါ့နော်အဲ့တော့ဒီဥစ္စာကကျွန်တော် custom GPT ကိုလည်းတော်တော်လေးဒီမှာဆိုလို့ရှိရင်သူ့ရဲ့ instruction ကသူ့ဟာသူ auto ထွက်တာဒီအောင်မှကိုယ်ကြိုက်တဲ့ပုံစံနဲ့ပြင်လို့ရသေးရဲ့ပေါ့နော်ကိုကမြန်စမ်းညံ့တယ်ဆိုလို့ရှိရင်စမ်းလို့ရဒီမှာဆိုလို့ရှိရင်နော် GPT Store only me ကိုကြိုက်တာလုပ်လို့ရတယ် GPT Store တွေကျွန်တော်ထည့်လိုက်မယ်ပေါ့နော် writing category ထဲမှာပါအောင်မလဲအဲ့တော့ဒီကောင်ကိုစေးလိုက်မယ်အဲ့တော့ view GPT သွားလို့ရတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင် CW by rice နဲ့သွားလို့ရတယ်ပေါ့နော်အဲ့တော့ဒီ video လေးကတော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်